အားလုံးပဲမင်္ဂလာပါ BOC သတင်းဌာနကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Elvin ပါဒီကနေ့ March လ31ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့ညနားဆင်မယ့်သတင်းတွေကတော့အင်အားကြီးတိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG CRPH တို့ပူးပေါင်းပြီး Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF ကိုမတ်လ30ရက်နေ့ကဖွဲ့စည်းလိုက်ကြတဲ့သတင်းချင်းမျိုးသားတပ်ဦး CNF ကတိုက်ပွဲအတွင်းဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်တုံးပန်းအယောက်30ကိုလုံငင်းချမ်းပြုခဲ့တဲ့တဲ့နေပြည်တော်မှာဒီကနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်အစည်းအဝေးမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ကြန့်ခိုင်ရေးအမတ်ဒေါ်နန်နီနီအေးတို့ကိုဒုသမ္မတအဖြစ်ရွေးချယ်ပြီးစစ်တပ်ကိုယ်စားလှယ်အဖွဲ့ကဗိုလ်ချုပ်ကြီးဟောင်းညိုစောကိုဒုသမ္မတအဖြစ်တင်သွင်းတဲ့သတင်းတွေနဲ့အတူခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်အင်အားကြီးတိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG CRPH တို့ပူးပေါင်းပြီး Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF ကိုမတ်လ30ရက်နေ့ကဖွဲ့စည်းလိုက်ကြပါတယ်။ K3C လို့ခေါ်တဲ့ကရင်အမျိုးသားစီယုံ KNU ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ချင်းမျိုးသားတပ်ဦး CNF နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH တို့ကFederal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီကိုဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ဦးဆောင်ကောင်စီကိုပြည်နယ် Federal Unit ERO ကိုစားပြုမနိုင်ပြည်သူကိုစားပြုမနိုင်မြို့သမီးကိုစားပြုကိုယ်စားလှယ်များမနိုင်တို့ကိုခြေခံပြီးတရားဝင်ဖွဲ့စည်းလိုက်တာလို့မတ်လ30ရက်နေ့ကအတည်ပြုထုတ်ပြန်ပါတယ်။ Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီဖွဲ့စည်းရတဲ့အခြေအနေနဲ့ပတ်သက်ပြီးချင်းမျိုးသားတပ်ဦး CNF ဥက္ကဋ္ဌပူးစင်ကျုံကခုလိုပြောဆိုပါတယ်ဒီလို SCEF ဖွဲ့စည်းခြင်းဟာလွတ်လပ်ရေးနဲ့အတူထွက်ပေါ်လာတဲ့ပြည်တွင်းလက်နက်ကိုင်ပြည်ပကနေဒီကနေ့အထိဖြစ်ပွားနေတဲ့အာဏာရှင်စနစ်တိုက်ဖျက်ရေးတိုက်ပွဲစဉ်ကာလများထဲကအတိတ်ပဲအစီအဆုံးနဲ့အချိန်ခါရဲ့လိုအပ်ချက်အရထွက်ပေါ်လာတဲ့ဖွဲ့စည်းမှုတစ်ခုဖြစ်ပါတယ်2021ခုနှစ်ကစတင်ခဲ့တဲ့ຫນွေဦးတော်လှန်ရေးဟာမြန်မာနိုင်ငံလုံးပါဝင်တဲ့ပြည်သူတော်လှန်ရေးကြီးဖြစ်ပါတယ်။တောင်ပေါ်မေပြတ်နေရနှံ့ပြည်သူအားလုံးစစ်အာဏာစစ်စနစ်တိုက်ဖျက်ရမှာတိုက်မြေလက်ညီပါဝင်လာခဲ့ကြပါတယ်။ရခိုင်ကမင်းပြိုင်လို့တစ်ချိန်လုံးသွားနေတဲ့လက်နက်ကင်တော်လှန်ရေးလားစင်နဲ့အကြမ်းဖက်တော်လှန်ရေးလားစင်ဟာယခုအခါတစ်ခုတည်းတစ်ထပ်တည်းဖြစ်အသွင်ပြောင်းလဲသွားပါပြီ။မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းရမှာစစ်အာဏာရှင်များဟာလက်နက်ကင်တိုက်ပွဲကိုပဲနားလည်ကြတဲ့အတွက်မြန်မာနိုင်ငံလုံးလက်နက်ကင်တိုက်ပွဲကိုမဟာဗျူဟာအဖြစ်ကန်ဆွဲကမြန်မာနိုင်ငံလုံးနှံ့တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။ပြည်သူအလုံးပါဝင်တဲ့ပြည်သူလှုပ်ရှားမှုဟာအောင်မြင်စမြဲဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့ຫນွေဦးတော်လှန်ရေးဟာလည်းအောင်မြင်မှုစီကိုအစဉ်အဟုန်နဲ့ဦးတည်နေပြီးဖြစ်တယ်။ဦးဆောင်ကောင်စီရဲ့ရည်မှန်းချက်ကတော့မြန်မာနိုင်ငံကို Federal Democracy ပြည်ထောင်စုအဖြစ်တည်ဆောက်ဖို့ဖြစ်တယ်။ Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF ရဲ့ညွှန်မှန်းချက်နဲ့မဟာဗျူဟာရည်မှန်းချက်မှာစစ်အာဏာရှင်စနစ်အပါအဝင်မြည်သည့်အာဏာရှင်စနစ်မဆိုမဖြစ်မနေအမြင့်ပြတ်ဖယ်ရှားပြီးမြို့သားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြေဝရှိတဲ့ Federal Democracy ပြည်ထောင်စုတစ်ကိုခိုင်မာကောင်းမွန်စွာတည်ဆောက်သွားဖို့ဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီရည်မှန်းချက်တွေအောင်မြင်စွာအကောင့်ထဲပေါ်နိုင်ဖို့အတွက်နိုင်ငံရေးဥတီချက်6ရက်ကိုလည်းခိုင်မာစွာချမှတ်ထားတယ်လို့ဆိုပါတယ်။အဲ့ဒီအချက်တွေကတော့ဆီယနာသိမ်းထားမှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်ရဲ့နိုင်ငံရေးမှာပါဝင်နေခြင်းကိုအပြီးတိုင်အဆုံးသတ်ရန်လက်နက်ကင်တပ်ဖွဲ့များအားလုံးကိုဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့အယက်သားအစိုးရရဲ့စီမံအုပ်ချုပ်မှုအောက်မှာအပြည့်အဝထားရှိရန်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြီးတိုင်ဖျက်သိမ်းဖို့နဲ့ပြန်လည်အသက်သွင်းရန်ကြိုးပမ်းမှုမှန်သမျှကိုတိုက်ဖြတ်ရန်ဖြစ်ပါတယ်။ဒါ့အပြင်သက်ဆိုင်သူတွေအားလုံးလက်ခံနိုင်တဲ့ Federal နဲ့ Democracy စနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲပြဋ္ဌာန်းပြီး Federal Democracy ပြည်ထောင်စုသစ်တည်ဆောက်ရန်နဲ့ပရိပခအတွင်မတရားကျူးလွန်ခံထားသူတွေအတွက်တရားမျှတမှုရှိရေးနဲ့အသွင်ကူးပြောင်းရေးကာလတရားမျှတမှုရရှိရေးလုပ်ငန်းစဉ်တွေကိုဖော်ဆောင်ရန်လို့ဖြစ်ပါတယ်။ချင်းလန်းကောင်စီနဲ့ချင်းပြည်ချင်းလန်းအစိုးရအဖွဲ့တာဝန်ရှိသူတွေဟာပလောဝမြို့နယ်စစ်ဘေးရှောင်ပြည်သူများနဲ့တွားရောက်တွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်။ချင်းပြည်ချင်းလန်းကောင်စီဒုတိယဥက္ကဋ္ဌ1ဆလိုင်းမင်းညိုချ
ချင်းပြည်ချင်းလန်းအစိုးရအဖွဲ့ဝင်ကြီးချုပ်စလိုင်းမျိုးထိုင်နဲ့လူမှုဖွံ့ဖြိုးရေးဝန်ကြီးစလိုင်းစထောင်းတို့ဟာမလ23ရက်နေ့ကနေ26ရက်နေ့အထိပလောဝစေဘေးရှောင်စခန်းအသီးသီးတို့တွားရောက်ခဲ့ကြတယ်လို့ချင်းပြည်ချင်းလန်းအစိုးရအဖွဲ့ကထုတ်ပြန်ပါတယ်။ချင်းပြည်ချင်းလန်းကောင်စီအစိုးရတာဝန်ရှိသူတွေဟာပလောဝစေဘေးရှောင်စခန်းကတာဝန်ရှိသူတွေစေဘေးရှောင်ပြည်သူတွေနဲ့တွေ့ဆုံကပညာရေးကျန်းမာရေးနဲ့လူမှုဖူလုံရေးဆိုင်ရာကိစ္စအရက်တွေကိုဆွေးနွေးခဲ့ကြပြီးလိုအပ်သောထောက်ပံ့တွေကိုလည်းကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ဆိုပါတယ်။ဒါအပြင်ချင်းပြည်ချင်းလန်းအစိုးရအားကောင်းလာစေအတွက်ပြည်သူဝန်ဆောင်မှုအခမ်းကဏ္ဍတွေလက်ရှိစရေးအခြေအနေနဲ့ချင်းပြည်ချင်းလန်းကောင်စီရဲ့နိုင်ငံရေးဥတီချက်တွေကိုလည်းချင်းပြည်ချင်းလန်းကောင်စီဒုတိယဥက္ကဋ္ဌတစ်ကရှင်းလင်းပြောကြားကအပြန်အလှန်ဆွေးနွေးမှုတွေလည်းပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ချင်းပြည်ချင်းလန်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ကလည်းပြည်သူတွေရဲ့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ကျန်းမာရေးပညာရေးစားဝတ်နေရေးများကိုချင်းပြည်ချင်းလန်းအစိုးရအဖွဲ့ကအစဉ်တစိုက်ဥတီဆောင်ရွက်သွားမည်ဖြစ်ကြောင်းနဲ့လူမှုဖွံ့ဖြိုးရေးဝန်ကြီးကလည်းပြည်သူတွေရဲ့လက်ရှိအခက်အခဲများရင်ဆိုင်ကြုံတွေ့မှုအပေါ်နှစ်သိမ့်စကားပြောကြားခဲ့တယ်လို့ချင်းပြည်ချင်းလန်းအစိုးရအဖွဲ့ကထုတ်ပြန်ထားပါတယ်။ချင်းမျိုးသားတပ်ဦး CNF ကတိုက်ပွဲအတွင်းဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်တုံးပန်းအယောက်30ကိုမတ်လ20ရက်နေ့ကကြာရောက်တဲ့38နှစ်မြောက်ချင်းတော်လှန်ရေးနေ့မှာလုံငင်းချမ်းသာခွင့်ပြုခဲ့တယ်လို့သိရပါတယ်။ချင်းမျိုးသားတပ်ဦးရဲ့အထမအကြိမ်မြောက်ပါတီညီလာခံသက်တမ်း22ကြိမ်မြောက်ဗဟိုအလုံးမှုဆောင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်3အရချင်းပြည်တွင်တိုက်ပွဲမှာဖမ်းဆီးထိန်းသိမ်းထားတဲ့စစ်တုံးပန်း30ဦးကိုလူသားချင်းဆိုင်ရာအခွင့်အရေးနဲ့မိသားစုတွေကိုစာနာထောက်ထားပြီး38နှစ်မြောက်ချင်းတော်လှန်ရေးနေ့မှာဂတိဝန်ခံချက်နဲ့အတူလုံငင်းချမ်းသာခွင့်ပြုလိုက်တာလို့ချင်းမျိုးသားတပ်ဦး CNF ထံကနေသိရပါတယ်။လုံငင်းချမ်းသာခွင့်ပြုလိုက်တဲ့အကြမ်းဖက်စစ်သားတွေဟာဖလမ်ဟာခါနဲ့ကလေးကဘော်တိုက်ပွဲတွေမှာဖမ်းဆီးထားတဲ့စစ်တုံးပန်းတွေဖြစ်ကြတယ်လို့သိရပါတယ်။နေပြည်တော်မှာဒီကနေ့ကျင်းပတဲ့ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်အစည်းအဝေးမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့စစ်တပ်ကြောထောက်နောက်ခံပါတီကြန့်ခိုင်ရေးအမတ်ဒေါ်နန်းနီနီအေးတို့ကိုဒုတိယသမ္မတအဖြစ်ရွေးချယ်တင်မြှောက်လိုက်ကြတယ်လို့သိရပါတယ်။ပြည်သူ့လွှတ်တော်ရဲ့ဒုတိယမဲပေးရွေးချယ်မှုမှာအာဏာသိမ်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဆန္ဒမဲ248မဲနဲ့တာဆညပါတီရဲ့တောင်တွင်းကြီးမဲဆန္ဒနယ်ကဒေါက်တာကျော်ဆွေကတော့ဆန္ဒမဲ10မဲရရှိခဲ့ပါတယ်။ဒါကြောင့်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုပြည်သူ့လွှတ်တော်ကဒုတိယသမ္မတအဖြစ်ရွေးချယ်ခဲ့ကြပါတယ်။အလားတူမျိုးသားလွှတ်တော်ရဲ့ဒုတိယသမ္မတမဲပေးရွေးချယ်မှုမှာစစ်တပ်ကြောထောက်နောက်ခံပြုထားတဲ့ကြန့်ခိုင်ရေးပါတီရဲ့ကရင်ပြည်နယ်မဲဆန္ဒနယ်မြေနှစ်ကဒေါ်နန်းနီနီအေးက118မဲရရှိကကချင်ပြည်နယ်မဲဆန္ဒနယ်မြေနှစ်ကကချင်တိုင်းရင်းသားဒေါက်တာမနမ်တူဂျာက38မဲရရှိပြီးဒေါ်နန်းနီနီအေးကိုဒုသမ္မတအဖြစ်ရွေးချယ်ခဲ့ကြပါတယ်။တမတော်သားကိုယ်စားလှယ်စုဖွဲ့ကတော့စစ်ကော်မရှင်ရဲ့လက်ရှိဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးဟောင်းညူစောကိုဒုတိယသမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ဒီနေ့ရွေးချယ်တည်ပြုခဲ့ကြတဲ့ဒုတိယသမ္မတလောင်း3ဦးကိုသက်ဆိုင်ရာအဖွဲ့လွှတ်တော်တွေကနေပြည်ထောင်စုလွှတ်တော်ကိုတင်ပြကြမှာဖြစ်ပြီးမဲအများဆုံးရသူကသမ္မတဖြစ်လာမှာဖြစ်ပြီးဒုတိယမဲအများဆုံးရသူကဒုတိယသမ္မတ1နဲ့တတိယမဲအများဆုံးရသူကဒုတိယသမ္မတ2ဖြစ်လာမှာဖြစ်ပါတယ်။မြန်မာ့ຫນွေဦးတော်လိုင်းရေး9နှစ်တာကာလအတွင်းမှာချင်းတော်လိုင်းရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ CDF KKG ရဲဘော်62ဦးကတိုင်းပြည်နယ်လူမျိုးတို့အသက်ပေးဆက်ခဲ့ရတယ်လို့သိရပါတယ်။စကိုင်းတိုင်းမကွေးတိုင်းနဲ့ချင်းပြည်မှာစေးလှုပ်ရှားနေတဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့ကလေးကဘော်ကံကောလို့ခေါ်တဲ့ CDF KKG ဟာຫນွေဦးပြည်သူတော်လိုင်းရေး9နှစ်တာကာလအတွင်းမှာအကြမ်းဖက်စစ်အာဏာရှင်စနစ်ကိုစန့်ကျင်တော်လှန်ရေးရဲဘော်ရဲမေ62ဦးမြင့်မြတ်စွာကြာဆုံးခဲ့ရပြီးကိုလက်အင်္ဂါဆွန့်လွတ်သူတွေပါဝင်ထိခိုက်ဒဏ်ရာရရှိသူ200ကျော်ရှိခဲ့တယ်လို့ CDF KKG တပ်ဖွဲ့ကမတ်လ29ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒေါ်လာရေးအတွက်အသက်နဲ့ခန္ဓာပေးလူခဲ့ကြတဲ့အာဇာနည်အပေါင်းကိုအစဉ်အောက်မေ့လျက်ဂုံပြုဥညွတ်လေးပြုပါကြောင်း CDF KKG ကဖော်ပြပါတယ်။ယခုကာလဟာအကြမ်းဖက်စစ်တပ်ကအထူးရောင်ရွေးကောက်ပွဲကတဆင့်အမိခံအစိုးရတရက်ဖွဲ့စည်းပြီးနိုင်ငံတကာနဲ့ပြည်တွင်းမျက်နှာစာမှာတရားဝင်မှုရရှိနိုင်ရေးအတွက်မတမာမှုနီလန်းပေါင်းစုံဖြင့်အပတ်တကုတ်ကြိုးပမ်းနေကြောင်း CDF KKG ကပြောပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လှုပ်ဆောင်မှုမှန်သမျှဟာတရားဝင်မှုမရှိတဲ့ပြင်ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင်နေတယ်လို့တရားမဝင်အကြမ်းဖက်စစ်တပ်ရဲ့အာဏာတည်မြဲရေးနဲ့၎င်းတို့ကိုကြိုးစည်းဝါအတွက်လှုပ်ဆောင်မှုမှန်သမျှကိုလည်း CDF KKG ကစန့်ကျင်တိုက်ဖြတ်သွားမယ်လို့ဆိုပါတယ်။ဒါကြောင့်ကလေးကဘော်ကံကောဒေသမှာရှိနေကြတဲ့အရွယ်ရောက်ပြည်သူအလုံးဆရာနာရှင်စနစ်အမြင့်ပြည့်ရေးပြည်သူတော်လှန်ရေးကြီးစောလျင်စွာပြည်မြောက်အောင်မြင်နိုင်ရေးအတွက်စစ်မှုထမ်းတာဝန်မှုမှာပူးပေါင်းပါဝင်ကြဖို့ CDF KKG ကတိုက်တွန်းနှိုးဆော်ထားပါတယ်။ American ခြေစိုက်မြန်မာသုတေသနဌာန
Burma Research Institute BRI အဖွဲ့က American နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးမြန်မာနိုင်ငံကခရစ်ယာန်ဘာသာဝင်တွေဖိနှိပ်ခံနေရမှုအပါအဝင်အချက်၃ချက်ကိုတင်ပြတောင်းဆိုခဲ့တယ်လို့သိရပါတယ်။မြန်မာသုတေသနဌာန BRI ကိုယ်စားလှယ်အဖွဲ့ဟာမတ်လ25ရက်နေ့က Washington DC မြို့မှာရှိတဲ့ American နိုင်ငံခြားရေးဝန်ကြီးဌာနမှာကမ္ဘာလုံးဆိုင်ရာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာအဓိကအကြံပေးပုဂ္ဂိုလ် Mark Walker နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။အဲဒီတွေ့ဆုံမှုမှာ2026ခုနှစ်ဇန်နဝါရီလကထုတ်ပြန်ခဲ့တဲ့ခရစ်ယာန်ဘာသာဝင်များပေါ်ပြင်းထန်သောဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုများအစီရင်ခံစာကိုတင်ပြဆွေးနွေးခဲ့ကြပြီးအဓိကချက်၃ချက်ကို Trump အစိုးရအဖွဲ့ထံအထူးတိုက်တွန်းခဲ့တယ်လို့ BRI ကထုတ်ပြန်ပါတယ်။အဓိကတောင်းဆိုခဲ့တဲ့အချက်၃ချက်မှာမြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ကခရစ်ယာန်ဘာသာဝင်တွေအပေါ်ကျူးလွန်မှုတွေကိုလူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှု crimes against humanity နဲ့စစ်ရာဇဝတ်မှု war crimes ပြစ်မြောက်ကြောင်းဆုံးဖြတ်သတ်မှတ်ရန်မြန်မာနိုင်ငံကိုအထူးစိုးရိမ်ရတဲ့နိုင်ငံ CPC အဖြစ်ပြန်လည်သတ်မှတ်ပြီးအကြမ်းဖက်စစ်တပ်ရဲ့ခရစ်ယာန်ဘာသာဝင်တွေအပေါ်နှိပ်စက်ညှဉ်းပန်းမှုတွေရပ်တန့်ရေးဖိအားပေးရန်လို့ဖြစ်ပါတယ်။ဒါ့အပြင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်နဲ့မတရားဖမ်းဆီးခံထားတဲ့ဘာသာရေးနဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုချက်ချင်းလွှတ်ပေးနိုင်ရေးအတွက်အမေရိကန်အစိုးရအနေဖြင့်စစ်ကော်မရှင်ကိုဖိအားပေးရန်တောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။ဒီဒီမဲ့ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။